အဲ့ဒါကြောင့်ဒီလိုကလေးတွေလာဆော့ရင်သူမှနားအေးပါအေးမအိပ်ရတာကြောင့်သူ့ရဲ့ခေါင်းထဲမှာဖြက်ခနဲ့အတွေးတစ်ချက်ဝင်သွားတယ်ကလေးတွေဆော့နေတဲ့ညောင်မင်းတစ်စေးဝီလီလီလွတ်လိုက်ရမလားအဲ့ဒါဆိုဒီအပင်ကြီးကငါအပိုင်ဖြစ်သွားမယ်ဘယ်သူမှလာကြတော့မှမဟုတ်ဘူးသူ့ရဲ့အတွေးကိုအကောင်ထဲဖောက်ဖို့သူစတင်လှုပ်ရှားတယ်သူမျိုးတက်ပြီးလိုအပ်တဲ့ပစ္စည်းလေးတွေဝဲတယ်သူ့ရဲ့အစီအစဉ်ကိုညနေမေဝင်ဖြိုးဖြစ်တဲ့အချိန်မှာပဲစဖို့သူစဉ်းစားထားတယ်ဒီလိုနဲ့သူအရင်ဆုံးရွာထဲကတော်ထေးမအရက်ဆိုင်ကိုသွားတယ်တော်ထေးဒီကိုတပိုင်းတော့လာချပါအောင်ပြီးတော့စားနဲ့ပဲလော်လေးလည်းချပြီးတော့ဟဲ့ချမ်းသာငါ့ကိုအရင်အကျွေးတွေပေးဦးကနေငေါ့ဆိုင်မှာအကျွေးတွေတောက်နေတာများနေပြီပေးမှာပေါ့ဒေါ်ထေးမကလည်းချမှာပါချဆန်းမှာနင့်အမေလင်းဆိုင်မဟုတ်ဘူးနော်ဒုံအိုးဒေါ်ထေးမမျက်စောင်းထိုးပြီးပလင်းကိုစောင့်ချသွားလေသူတောက်ပြီးသွားတာနဲ့ဒေါ်ထေးမဆဲဆိုနေတဲ့ကြားမှာပဲအရက်ပလင်းတစ်လုံးပါဆယ်ဆွဲလာပြီးသူ့ရဲ့အိမ်ညောင်မင်းကြီးစီတို့ပြန်လာလေတယ်ညောင်မင်းကြီးအောက်ကိုရောက်တာနဲ့သူ့ရဲ့အစီအစဉ်ကိုစတင်ဖို့ပြင်ဆင်တော့တယ်မိနစ်20လောက်ပြင်ဆင်ပြီးအားလုံးပြီးသွားတာနဲ့သူပုံးအောင်ကိုနေရအရင်ယူလိုက်တယ်သူပုံးနေပြီး15မိနစ်လောက်အကြာမှာလူနှစ်ယောက်ညောင်မင်းဘက်စီကိုစကားပြောရင်းလာနေတာတွေ့လိုက်တယ်အနားရောက်မှထုံးသိမ်းတဲ့ဖြိုးမောင်ထင်တယ်ဒီကောင်တွေမြို့တက်ပြီးဘာတွေဝယ်လာကြပါလိမ့်ငါရဲ့ပထမဆုံးသားကောင်လေးပေါ့ဟာဟာသူသဘောကျစွာရဲလိုက်မိတယ်ထုံးသိမ်းမနစ်ဖန်ရွာမြောက်ပိုင်းမှာကြက်ဝဲရှိတယ်ကွာမင်းရဲ့ကောင်ကြီးနဲ့ပွဲသွားတီးရအောင်လို့ဖြိုးမောင်ကစကားခေါ်လေအေးကွာငါလဲငါကောင်ကြီးကိုအားမွေးထားတာသူလဲသွားပူလီကျင်ကန်မလောက်ရတာကြားပြီလူထုံးသိမ်းပြောရင်ညောင်မင်းရဲ့ဘေးဘက်ခြုံကုတ်တီထဲကနေတဖြည်းဖြည်းရှည်ထွက်လာတဲ့အရေးတစ်ခုကိုတွေ့မိတယ်ဖြိုးမောင်ဟိုမှာဘာကြီးလဲ